ရှိဘူးတော့ပြောဆိုရကောင်မလေးရတဲ့နော်သူကငငယ်လေးကလေးကဒီယုံကြည်မှုမရှိဘူးပေါ့နော်တခုခုဆိုလို့ရှိရင်တခုသူ့ကိုမေးလိုက်တယ်ဆိုလည်းသူဘာမှပြန်မဖြေနိုင်ဘူးကြောက်တယ်ပေါ့သူစိတ်ထဲမှာသူမှတ်ထားလိုက်တာကသူကကြောက်တတ်တယ် confidence မရှိဘူးလူရှိမှလည်းထပ်ပြီးစကားမပြောရဘူးဆိုပြီးတော့သူကနေခဲ့တာဒီလိုနဲ့သူကကြောင်းနေပြီးတော့အလုပ်ခွင်နဲ့ရောက်လာတော့လေအဲ့ဒီတိုင်းပဲတခုခု presentation တွေပါလုပ်ခိုင်းတယ်တခုခုသူ boss ကခိုင်းတယ်ဆိုတော့သူအများအားခေါင်းမငုံထားတယ်အလုပ်ပုံမှန်တခြားလုပ်တော့သူလုပ်တယ်လက်နဲ့ဒီတိုင်းပဲရေးရမယ်ဟာရောင်းရမယ်ပစ္စည်းပါကြအဲ့လိုတော့လုပ်တယ်တဲ့ဒါပေမဲ့သူကအဲ့လိုမျိုးပေါ့လူရှိမှထွက်ပြီးငါပြောရတဲ့ဟာမျိုးတွေဟလာဒီဟိုပါပေါ့နော်သူတို့ရဲ့ client နဲ့စကားပြောတဲ့ဟာမျိုးတွေမှာသူကဘယ်တော့မှမလုပ်ဘူးသူကြောက်တာခေါင်းလေးပဲငုံအဲ့တော့သူကသူ့ကိုသူမှတ်ထားလိုက်တော့ကငါကမလုံးနိုင်ဘူးငါကကြောက်တတ်တယ်ငါကရှက်တယ်ဒီလိုနဲ့ပဲသူကနေခဲ့တာတရက်ကျတော့ဖြစ်ချင်တော့ပေါ့နော်ကံကောင်းတာလည်းဖြစ်ချင်ဖြစ်မှာပေါ့နော်တရက်တော့သူကအဲ့မှာသူ့ရုံးမှာလည်းဒီတော့တယောက်မှမရှိဘူးအဲ့မှာ boss နဲ့သူနဲ့နှစ်ယောက်ပဲရှိတာပေါ့နော်အဲ့ဒီကျတော့သူမဖြစ်မနေသူကလောရတော့မှာအဲ့မှာတိုင်းလာလည်းရောက်နေသူ့ကိုရှင်းပြမဲ့သူကလည်းတယောက်မှရှိတယ်အဲ့ဒီကျတော့ကိုတကယ်ကြီးသူ့ရဲ့ boss ကလည်းလှမ်းကြည့်လိုက်တယ်လောက်တော့မပြောဘူးသူ boss ကလည်းသူ့เจ้าကိုသိနေတာကိုဒီကလေးကလည်းရန်နေနေတာကိုဘာမှလည်းမပြောတတ်ဘူးဆိုတော့အဲ့တော့ဒီတိုင်းပဲထားလိုက်တယ်ဒါပေမဲ့သူကိုယ်တိုင်ကသူအဲ့မှာလူတယောက်မှာဆိုစိတ်က2မျိုးရှိတယ်တဲ့ it ရဲ့ ego ရဲ့ it ဆိုတာတော့မကောင်းတဲ့စိတ်တခုခုဆိုရင်ဒီကြောက်စိတ်အဲ့မှာဆိုအရင်ဆုံးအဲ့ဒီ it ဆိုတဲ့ကောင်ကအရင်ရောက်လာအဲ့တော့ဂျင်းကောင်ကရင်ရောက်လာတော့ဗောနော်တခုခုဆိုလို့ရှိရင်မင်းထမပြောပါနဲ့မင်းမပြောရဲပါဘူးမင်းမလုပ်ရဲပါဘူးမင်းကကြောက်တယ်လေဒီလိုလေးနဲ့ပဲနော်ဒီလိုလေးနဲ့ပဲသူကနေလိုက်တော့တာပေါ့နော်အဲ့ဒီချိန်မှာပဲနောက်ထပ်လာ ego ဆိုရက်ကောင်းတဲ့စိတ်ကတွက်လာမင်းတစ်ချိန်လောက်တော့တစ်ချိန်လောက်တော့လုပ်ကြည့်ပါတော့နော်အဲ့လိုနဲ့သူကလက်ထောင်လိုက်တယ်ရတယ်သူလုပ်မယ်ဆိုတော့အဲ့နဲ့ boss ကလည်းခွင့်ပြုလိုက်တယ်ရတယ်လို့ဒါမှသူကတွေ့အတွေ့အကြုံရမှာကိုအဲ့နဲ့အဲ့လိုလုပ်လိုက်တဲ့အချိန်မှာclient နဲ့စကားပြောတဲ့အချိန်မှာပထမအဆုံးအချိန်ပြောတာဖြစ်တဲ့အတွက်လက်တွေတုံးတယ်အတန်းတွေတုံးတယ်ကကလုံးအမားတွေပါတယ်ပေါ့နော်အဲ့လိုနဲ့ပထမဆုံးချိန်လုပ်လိုက်တော့အဲ့ချိန်မှာပဲသူ့စိတ်ထဲမှာလည်းထဝင်သွားတယ်ငါပြောသားပဲအဲ့ထဲမှာ it ကချင်းကောင်ကထပြောတယ်သူစိတ်ထဲမှာရှိတဲ့ကောင်ကဟလာငါပြောသားပဲမင်းမလုံးနိုင်ပါဘူးမင်းရှက်တယ်လေအခုဆိုရှက်စရာကြီးဟလာသူများတွေနဲ့အခုလိုဒီလို client တွေနဲ့စကားပြောတဲ့အခါမှာမင်းအမားတွေလည်းပါနေဒါပြောသားပဲဒါကြောင့်ထမလုပ်ပါနဲ့ဆိုတာဒီလိုပြောလိုက်တဲ့အချိန်မှာသူအကုန်လုံးလုပ်ပြီးသွားပြီအဲ့ဒီအချိန်မှာပဲ boss ကထားပြီးပြောတာgood job ကောင်းတယ်မင်းလုပ်တာဒါပထမဆုံးချိန်မျိုးဒုတိယတစ်ချိန်သာဆိုရင်ဟလာ next time နောက်တစ်ချိန်ဆိုရင်တော့မင်းဒီထက်ပိုပြီးကောင်းကောင်းလုပ်နိုင်ပါပဲဆိုတဲ့ဟာဒီကောင်းလေးကိုဝင်သွားတဲ့အချိန်မှာဒုတိယတစ်ချိန်သူတို့က meeting တွေလုပ်တယ်လုပ်တော့သူဝင်ပြီးတော့ဆွေးနွေးတယ်ပြောတယ်ဒုတိယတစ်ချိန်တတိယတစ်ချိန်မှာတော့အရင်ကလိုမျိုးခြေတုံတာတွေလက်တုံတာတွေဒူးတုံတာတွေအတန်တုံတာတွေမရှိတော့မရှိတော့ဘဲနဲ့သူက confidence ရှိပြောရင်းနဲ့9ချိန်များမှာတော့ perfect ဖြစ်လာတယ်ပေါ့နော်အဲ့တော့ပြောချင်တာကအခုဒါလေးကိုပြောပြရတဲ့အကြောင်းရင်းကကို့မှာမလုပ်ချင်တဲ့အရာတစ်ခုရှိလိမ့်မယ်။နော်အခုတော့ G12 ကိုတက်မှာဟုတ် G12 တက်မှာဆိုတော့တချို့ကရှိတယ်ငါမလုပ်နိုင်ဘူးငါအမြဲတမ်းပဲဆောက်ဝက်ဖြေတာဘာအောင်မြင်မှုမှမရဘူး။နော်ကြတာပဲဘယ်ဘာသာကြတယ်ဟိုဘာသာကြတယ်ဒီလိုနဲ့အားနေပြီးတော့မလုပ်ရင်ကလေမလုပ်နိုင်ဘူး။အဲ့ဒီအတွက်တကယ်ကတော့motivate ပေးချင်ပါတယ်နော်လုပ်ကြည့်ပါပထမတစ်ချိန်လုပ်ကြည့်ရှုံးရင်လည်းရှုံးလိုက်မယ်စူးစမ်းတဲ့အထဲကရှုံးတာအပြစ်မဟုတ်ဘူးဒါကိုထပ်ပြီးတော့အောင်မြင်အောင်လုပ်လို့ရသေးတယ်အဲ့တော့ G12 မှာအကောင်းဆုံးစူးစမ်းဖို့အတွက်ဒီ motivate ပေးချင်တာပါနော်အကုန်လုံး G12 မှာအောင်မြင်တဲ့ချွန်တဲ့သားတွေတမီးတွေပြင်ကြပါ